ရီစာဟောင်းစီကအဆက်အသွယ်ပြန်ရဖို့စောင့်နေတဲ့သူတွေရှိလားရီစာဟောင်းကိုလွမ်းနေတဲ့သူတွေအတွက်ရောတချို့ကြတော့သူစီပြန်မသွားခြင်းဘူးဒါပေမဲ့သူပြန်လာရင်ညင်းကျင်လို့တမင်စောင့်နေတဲ့သူတွေအတွက်ပါဒီဗီဒီယိုလေးကိုလုပ်ပေးလိုက်ပါတယ်နော်အားလုံးပဲမင်္ဂလာပါရှင်တဲရောပိုင်းအီမီကိုကနေကြိုဆိုလိုက်ပါတယ်ဒီနေ့အတွက်ခေါင်းစဉ်လေးကတော့ရီစာဟောင်းဆက်သွယ်လာမှာလားပေါ့နော်ဒါလေးကပိုင်1ပိုင်2ပိုင်3ပါရှင် personal reading မေးချင်တဲ့သူတွေထဲတော့မေးချင်တဲ့သူတွေမေးခွန်း3ခုကို9000နဲ့လာမေးလို့ရပါတယ် Viber Telegram ကနေ voice mail နဲ့တခြားလေးဟောပေးပါတယ်နော်ပိုင်1လေးအားလုံးပဲမင်္ဂလာပါရှင်ပိုင်1လေးစီရီစာဟောင်းကအဆက်အသွယ်ပြန်လုပ်ဖို့ရှိပါတယ်နော်ဒါပေမဲ့အရင်လိုနွေးနွေးထွေးထွေးနဲ့အဆင်ပြေချင်မှတော့ပြေပါလိမ့်မယ်။သူကလေလက်ရှိမှာလည်းတိတ်ပြီးတော့အဆင်မပြေဘူးပေါ့နော်။သူကနေသူအဆင်မပြေတာကိုပြောတာပါ။အထီးကျန်မှုတွေအဆင်မပြေမှုတွေနဲ့ဘဝမှာကြုံနေရတတ်ပါတယ်။ပြန်လာတဲ့ခါကျရင်လည်းအရင်လိုမျိုးပြန်တွဲကြရအောင်ဆိုတာမျိုးထက်လေသူအဆင်မပြေလို့တခုခုပြောစရာရှိလို့ဆိုရဲအထီးကျန်လို့ဆိုရဲအကြောင်းပြချက်တွေနဲ့ပြန်ပြီးတော့ဆက်သွယ်လာတာမျိုးဖြစ်တတ်ပါတယ်အဲ့ဒီရည်ရွယ်ချက်တွေနဲ့ပြန်လာတာပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်တတ်တယ်အထူးသဖြင့်သူကတယောက်တည်းရှိနေတဲ့အချိန်ဆိုရင်ပိုင်ဝမ်းလေးကိုအရန်တတိယနေတတ်ပါတယ်သူမှားခဲ့တာတွေရှိရင်လည်းအဲ့မှားခဲ့တဲ့အရာတွေအတွက်နောင်နာရနေတတ်ပါတယ်သူ့အပေါ်မှာပိုင်ဝမ်းလေးလောက်ကောင်းပေးနိုင်တဲ့သူချစ်ပေးနိုင်တဲ့သူမျိုးသူထပ်ပြီးတော့မတွေ့သေးဘူးလို့လည်းခံစားနေရတယ်ပေါ့နော်ဒါပေမဲ့လေသူ့စီမှာအချစ်တွေမြတ်တာတွေတိတ်ပြီးတော့မတွေ့ရတဲ့အတွက်လေသူပြန်လာရင်တော့ပိုင်ဝမ်းလေးကိုတတိထားစီခြင်းနဲ့ပေါ့နော်တေချာစဉ်းစားပြီးမှလက်သင့်ခံတင်မခံတင်အောင်ဆုံးဖြတ်ပါလို့ပြောချင်ပါတယ်ပိုင်ဝမ်းလေးအားလုံးပဲကျင်းနေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်ပိုင်တူးလေးအားလုံးပဲမင်္ဂလာပါရှင်ပိုင်တူးလေးရဲ့ရီစာဟောင်းကလေပိုင်တူးလေးနဲ့အရင်တော့ကရှိခဲ့တဲ့အမှတ်တရတွေအတူတူရီမောခဲ့တာတွေရိုးရိုးသားသားချစ်ခဲ့ကြတာတွေကိုအရန်ပြန်ပြီးတော့တတိယနေရပေါ့နော်အဲ့တုန်းကအရန်ပျော်စရာကောင်းခဲ့တာပဲဆိုတဲ့စိတ်ကသူ့စီမှာရောပိုင်တူးလေးစီမှာပါနှစ်ယောက်လုံးရဲ့ရင်ထဲမှာကြံနေတတ်တယ်ပေါ့အဲ့ဒါကြောင့်လည်းပြန်ပြီးတော့ဆက်သွယ်လာဖို့ရှိပါတယ်ပေါ့နော်အရင်တုန်းကပိုင်တူးလေးနဲ့သူနဲ့နှစ်ယောက်ထဲမှာတယောက်ကတော့ပို့ပြီးတော့ချစ်ခဲ့ရတာမျိုးပို့ပြီးတော့ပေးဆက်ခဲ့ရတာမျိုးဒါမှမဟုတ်တစ်ဖက်သက်ဆွဲထားရတာမျိုးပေါ့နော်တယောက်တည်းကပဲတစ်ဖက်သက်ဆွဲထားရတာမျိုးများရှိခဲ့လားပေါ့အဲ့လိုတွေရှိခဲ့တယ်ဆိုရင်တော့ပြန်ပြီးတော့ပေးဆက်ရလိမ့်မယ်ပေါ့နော်ပိုင်တူးလေးကပိုချစ်ခဲ့တဲ့သူဆိုရင်တော့သူကပိုင်တူးလေးကိုဒီတစ်ခေါက်မှာပို့ပြီးတော့ချစ်ပေးလိမ့်မယ်နော်သူကပိုချစ်ခဲ့ရတဲ့သူဆိုရင်တော့ဒီတစ်ခါပိုင်တူးလေးရဲ့အလှည့်ပေါ့နော်လက်ဆောင်တစ်ခုခုပေးရင်းနဲ့အကူအညီတစ်ခုခုတောင်းရင်းနဲ့စကားလမ်းကြောင်းဆလာဖို့ရှိတယ်ပေါ့နော်ပိုင်တူးလေးကထူးထူးဆန်းဆန်းဒီတစ်ခေါက်ရီစာဟောင်းနဲ့ပတ်သက်လို့ရှင်ပြတ်သားနေတတ်တယ်ပေါ့နော်သူ့အကဲခတ်တတ်တယ်ပေါ့သူဘာရွယ်ချက်နဲ့လာတာဖြစ်မလဲပေါ့သူငါစီကဘာလို့ကျင်တာလဲပေါ့နော်အဲ့လိုမျိုးလေးတေချာစဉ်းစားဆုံးဖြတ်ပြီးမှရွေးချယ်ဖြစ်လိမ့်မယ်လို့မြင်တယ်ပေါ့နော်ဆိုတော့ပိုင်တူးလေးအားလုံးပဲကျင်းနေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်ပိုင်တူးလေးအားလုံးပဲမင်္ဂလာပါရှင်ပိုင်တူးလေးတွေကိုရီစာဟောင်းကပြန်ပြီးတော့ဆက်သွယ်လာဖို့တော့ရှိပေမဲ့လေကြာအောင်မယ်လို့မြင်တယ်ပေါ့နော်ပိုင်တူးလေးနဲ့သူနဲ့ကြားထဲမှာရှိနေတဲ့အခြေအနေအရရက်အကုန်လုံးကိုတေချာပြန်ပြီးသုံးသပ်ပြီးတော့မှသူကပြန်ပြီးတော့ဆက်သွယ်ဖို့ဆုံးဖြတ်မှာပေါ့နော်နောက်တစ်ခုကသူကလေမာနကြီးရဲ့ပေါ့နော်မာနကြီးရဲ့အားလုံးသူမှန်တယ်လို့ပဲထင်တတ်တယ်ပေါ့နော်သူပါပေါ့သူမှန်တယ်သူတတ်တယ်ဆိုတဲ့ပုံစံမျိုးရှိတဲ့အခါကျတော့လေသူ့ရဲ့မာနကိုကြော်လွှားပြီးတော့ပိုင်သွေးလေးစီကိုဆက်သွယ်ဖို့ဆိုတာသူ့အတွက်တော့အမှန်တိုင်းပြောရရင်တော်တော်မလွယ်တဲ့ကိစ္စလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီအတွက်ကြောင့်မို့လို့လေကြာအောင်မယ်လို့မြင်တယ်ပေါ့သူ့ဘက်ကဆက်သွယ်လာမယ်ဆိုရင်တော့ပိုင်သွေးလေးကပြန်ပြီးတော့ရင်ခုန်ရမယ်စိတ်လှုပ်ရှားရမယ်तू ကတကယ်တော့ serious တမားကွာတိလားပြန်လာပြီးရင်တော့တကယ်လေးလေးနက်နက်စဉ်းစားပြီးမှပြန်လာတာဖြစ်လို့ယုံကြည်စိတ်ချစွာနဲ့ပဲရီစာဟောင်းကိုပြန်လက်ခံခြင်းတဲ့သူတွေဆိုပြန်လက်ခံလို့ရတယ်လို့မြင်ပါတယ်ပေါ့နော်။ပိုင်တီးလေးအားလုံးပဲဂျင်းနဲ့ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။